မှာတရှိတဲ့တန်တရားတဲ့လူတွေဟာယူတွေကမှမသိခဲ့ညာဟာနဲ့ခင်တွေ့ရရင်ဝင်မှာသာသမီဥစ္စာများလောဘကြီးမောဟစီများကြီးဒုက္ခထားငုံနေတာယူနေတာပဲပြမမပါကွာကိုယ်တိုင်ဘလို့နေထိုင်ရေးကြည်လာတာပါကံကံရဲ့တံပြန်တဲ့လောကအချင်းမှန်မို့မျက်စံနဲ့မှန်ကန်တဲ့စမ်းသက်ကြည့်ရလို့ဒီကဘာမြေတဲ့ကံကြမ္မာတွေနဲ့ဖန်လာလေတဲ့အခါရှင်နာရတဲ့မြင်နာငါနဲ့တင်ခါရပဲကွာစိတ်ခံခြင်းနဲ့ချိန်ချင်ရင်မြဲအိမ်ပြန်နေရတာတန်တရားတွေထက်ဆန်ကနေလက်တံပါပြီးတဲ့ငါဘုရားဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာများသိပ္ပံပညာလိုက်မနေတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြီမှာတော့ဗိဗ္ဗံမြင်ပါပြတ်ချစ်ဆက်ဆက်နေတာတန်တရားလို့ဆိုလို့တဲ့တရားရှိသူထက်တရားမဲ့သူတို့ညံမပါလို့ပုံလို့တဲ့ဒီကမျိုးရဲ့မိဘကိုယ်ွယ်ခိုင်းတဲ့ဘာသာထက်စပူဒီပါလဲရတဲ့ခွဲအယူဝါဒမြတ်တာမရှာတာပဲ30တပုံလုံးမှာတုံးလဲမကုံဆုံးတာမြင်မိလားကောင်းတာလို့သူပဲကောင်းတာဖြစ်တာတဲ့ဒီထားမရှင်လဲဟာမကြီးကောင်းလဲဆိုဘတိနဲ့တွေ့ညံမင်းဖြစ်ခါခံရကြောင်းရဲ့ကြိုးကိုဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာများသိပ္ပံပညာလိုက်မမီတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြီမှာတော့ဗိဗ္ဗံမြင်ပါဘုရားဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာသိပ္ပံပညာလိုက်မမီတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြီမှာတော့ဗိဗ္ဗံမြင်ပါလက်တွေ့ကြပြီးစံတခံတဲ့တခုတည်းတော့ဘာလာတရားဝတ်မှလွတ်လပ်ရှိတဲ့တခုတည်းတော့